ဆန္ဒရှိရင်ဝရိယရှိအဲ့ဒီဝရိယကိုကြောင်းပြပြီးစိတ်ကူးတွေအကြံစီတွေချက်ရတယ်လုပ်ငန်းနဲ့ပတ်သက်တဲ့အဲ့ဒီမှာဤပညာတက်ပညာဉာဏ်ပညာတွေရလာလိမ့်မယ်ဒါတွေကအဓိပတိ၄ပါးပဲဘုရားဟောတာပြီအဲ့ဒီဟာလောကုတ္တရာအမှန်တန်ကြီးမားတဲ့မဲ့ဖို့နိဗ္ဗာန်ရကြောင်းနဲ့နေတာကိုတောင်မှကျွန်တော်တို့ရနိုင်သေးရင်လောကီစီးပွားဆိုတာအများကြီးရနိုင်တယ်မရနိုင်လည်းမရှိဘူးဘာဖြစ်လို့မရဆန္ဒမကြီးလို့မရဒီနေ့ကောမတန်းကြွယ်တထေးတွေရှိတန်းရမှုထောင်ချီချမ်းသာတန်းကြွယ်တထေး60ဟောလို့မြင်းပြဖြတ်လိုက်လို့ရှိရင်အဲ့ဒီတန်းကြွယ်တထေး60ဟာတန်းပေါင်းထောင်ချီထက်မှရှိတယောက်မှတထေးသားမဟုတ်ကြဘူးတယောက်မှထီမပေါက်ကြဘူးတန်းကြွယ်တထေးဖြစ်ခြင်းနဲ့ဆန္ဒနဲ့ကြိုးစားတဲ့လူတွေကျွန်တော်မှယင်းဒီမရှိပါဘူးလို့မပြောနဲ့ဟင်ရီဖို့ကတပြားမှမရှိဘူးယင်းဒီတပြားမှမရှိလို့ယင်းဒီထုတ်ပေးနိုင်မဲ့လူတွေကိုလိုက်တောင်းတဲ့ခါကျတော့ဘယ်ပေးမလဲဗျဒီကောင်လမ်းပေးကစုပ်ပြတ်နေစရာတော့မရှိတဲ့ကောင်သူလှုပ်ချင်တာတွေကအကြီးကျယ်သူပြောတယ်လို့သာဒေါ်လာ9000လောက်ထုတ်ပေးရရင်ဒီကောင်ရိုက်စားလုပ်သွားမှာပေါ့လိန်လို့ကုန်လို့တော့ဆုံးမှာမဟုတ်ဘူးမပေးဘူးဗျသူကလည်းသူ့လုပ်ငန်းတွေလှုပ်ချင်တယ်အဲ့လိုငွေတွေလိုတယ်လူတိုင်းကိုလိုက်ရှင်းပြတယ်သူ့ကိုယုံကြည်လောက်အောင်ကိုပြောပြတယ်စူးစမ်းဒီတယောက်ကိုပြောလို့မရဘူးမယုံဘူးစိတ်ညစ်မသွားဘူးဗျနောက်တယောက်ကိုရှင်းပြအဲ့လိုရှင်းပြနေတဲ့လူစင်းစင်လိုက်ရှာနောက်ဆုံးတော့တယောက်လောက်ကအဲ့ဒီငွေ9000လောက်ကိုရေနဲ့လှုံ့ပြနေတဲ့လူတယောက်လောက်ကဒီကောင်တင်ပြပုံကိုကြည့်လိုက်ဒီကောင်ကိုလေ့လာသူပြောနေဖို့သူ subject ပေါ့သူလုပ်ချင်တဲ့ subject အဲ့ဒါကိုသူတင်ပြဖို့အဲ့ဒီမှာဒီလူကကောင်တာမေခွန်းနေမေးအဲ့ဒီမေခွန်းတွေကိုဒီလိုဖြစ်မင်းပဲလို့လုပ်ဒီလိုဖြစ်မင်းပဲလို့လုပ်အဲ့ဒီကောင်မှာစဉ်းစားထားတာဒီခုမရှိကျွန်တော်ဒီလိုဖြစ်နိုင်မှာတဲ့ခင်ဗျဖြစ်ဒီလိုလုပ်မယ်ခင်ဗျအဲ့ဒီဟာတွေကဒီကောင်တကယ်ဒါလုပ်ချင်နေတာလို့သိပေါ်သွားပြီသူလိန်ဖို့မဟုတ်ဘူးငွေရင်းမရှိလို့ရှိရင်ဒီကောင်မျိုးကဒိုင်းငယ်ဖြစ်သွားလိမ့်မယ်လို့နားလဲတဲ့လူနဲ့သွားတွေ့တဲ့ခါကျတော့တကယ်လို့ဒီကောင်ရှုံးသွားရင်လည်းအဲ့ဒီ9000သွားလိုက်ဒါမျိုးကောင်ကိုချီးမြှောက်တဲ့တယ်လို့နားလဲနဲ့တွေ့တဲ့ခါငွေထုတ်ပြီးဘန်းနေငွေထုတ်ချေးအဲ့ဒီမှာကဘာကျော်တစ်သေးကြီးဖြစ်သွားတာပြီတကားတွေကသူကခောက်နေပြီလေဆန္ဒရှိရင်ကြိုးစားတယ်ကြိုးစားတော့ဝရိယရှိတယ်အဲ့ဒီမှာ chance phenomenon ဆိုတော့ကြုံကြိုက်မှုတရားတွေလာတတ်တယ်တဲ့ခင်ဗျားကအောင်မြင်ဖို့လမ်းကြောင်းကိုတဲ့တဲ့ရှောက်ပြီးကြိုးပမ်းနေအဲ့ဒါနဲ့လျော်ညီတဲ့ကံကောင်းထောက်မှတ်မှုတွေလာတဲ့လောကကြီးမှာကျွန်တော်တို့တစ်ခုလောက်တဲ့ခါမှာဒီကြုံကြိုက်မှုနှစ်မျိုးလာတဲ့ကိုယ်လုပ်ငန်းကိုပြက်လို့ပြက်စီးကြောင်းတွေဝင်လာတဲ့ကံမဲကွာဒီလိုလားမှငါတင်ပို့လိုက်တဲ့သင်္ဘောကြီးကလမ်းမှာဆူနာမီနဲ့လာမတွေ့ရင်တော့ပွားပြီကွာအဲ့ဒီဆူနာမီကြီးလာမယ်ပဲလှုပ်သိမလဲဗျာဟုတ်လားဒါကံမယ်ဒါအတွက်လှုပ်သူတို့သူစိတ်မပြည့်ရအဲ့ဒီလိုပဲတစ်ခါကျတော့ကိုကဒီလုပ်ငန်းကိုလှုပ်လိုက်အဲ့ဒီမှာဟိုမှာဆူနာမီကြောင့်မလို့ရှိတဲ့ကုန်ပစ္စည်းတွေပြည့်စည်သွားတော့ကိုကုံတွေကရောက်သွားတယ်ဟာအကုန်ထားပေါက်ပြန်ပြီဗျာကြုံရိုက်မှုဆိုတာအဆိုးလည်းဖြစ်နေတာပဲအကောင်းလည်းဖြစ်နေတာပဲအဲ့တော့အကောင်းကြုံတဲ့အခါကျွန်တော်တို့ကဟုံးကနေထတောက်သွားတာပဲလုံတာလုံနေပါတဲ့ကျွန်တော်တို့မှာကြုံရိုက်မှုတွေကောင်းတာတွေလာတတ်ပါလေဆိုးတာလာရင်လည်းမတုံလောက်ပါနဲ့တကယ်လို့မင်းကဘာမှမလုပ်ဘူးဆိုရင်တော့မင်းဘေးနာကအခွင့်အလမ်းကောင်းတွေကဖြတ်သွားမင်းကိုဝင်တိုးတိုက်သွားတော့မင်းသိလိုက်မှာမဟုတ်ပါဘူး